တနေ့မှာလူသားမဟုတ်တဲ့အရာတစ်ခုကသိပ္ပံရှာဖွေမှုအသစ်တစ်ခုလုပ်ပြနိုင်မလားအရင်တော့ကဒါဟာသိပ္ပံရုပ်ရှင်စိတ်ကူးရင်ဇက်လန်လို့ပဲထင်ရပါတယ်ဒါပေမဲ့အခု2026မှာတော့ AI ကစာရေးတာပုံဆွဲတာကုတ်ရေးတာတွေအပြင်သိပ္ပံလောကတွေကိုပါတိတ်ကလေးဝင်ရောက်လာနေပြီဖြစ်ပါတယ်မိကွန်းကတော့ AI က scientist တွေကိုကူညီနေတာလားဒါမှမဟုတ်တနေ့နေ့မှာသူတို့နေရာကိုအစားထိုးသွားတော့မှာလားဒီဗီဒီယိုမှာတော့ AI က science ကိုဘယ်လိုပြောင်းလဲနေလဲလူတွေဘာကြောင့်စိတ်လှုပ်ရှားနေကြလဲတချို့တွေဘာကြောင့်ကြောက်နေကြလဲနောက်ဆုံးမှာ AI scientist ဆိုတဲ့အရာကတကယ်ဖြစ်လာနိုင်မလားဆိုတာအတူတူကြည့်လိုက်ကြရအောင် AI ဆိုတာနဲ့လူအများစုက chatbot လို့ပဲမြင်တတ်ကြပါတယ်မေးလိုက်ရင်ဖြေတယ်စာရေးပေးတယ်အကြံပေးတယ်ဒီလောက်ပဲပြင်းမြင်တတ်ကြပါတယ်ဒါပေမဲ့တက်ခွဲခန်းတချို့မှာ AI ကိုဒီထက်ပိုကြီးတဲ့လုပ်ငန်းတွေအတွက်အသုံးပြုနေကြပါပြီဥပမာ data တွေအများကြီးတဲ့ကပတ်တန်ရှာတာလူတွေမမြင်နိုင်တဲ့ဆက်နွယ်မှုတွေကိုဖော်ထုတ်တာ experiment တစ်ခုဘယ်လိုစရမလဲဆိုတာအကြံပေးတာ drug discovery လို့ area တွေမှာ phosphate molecule တွေကိုခံမှန်းပေးတာစတာမျိုးတွေဖြစ်ပါတယ်တနည်းပြောရရင် AI ကတူးတစ်ခုတည်းတင်မဟုတ်တော့ပါဘူး scientist တွေမိဖို့မေးတဲ့ပုံစံမျိုးတောင်ပြောင်းလဲနေတဲ့အရာဖြစ်လာနေတာပါသိပ္ပံပညာရဲ့အခက်အခဲတစ်ခုက data အများများတာပါလူတစ်ယောက်က paper ထောင်နဲ့ချီဖတ်ပြီး result တောင်းချီကိုနှိုင်းယှဉ်ပြီး hidden pattern ရှာဖွေဖို့ဆိုတာမလွယ်ကူပါဘူးဒါပေမဲ့ AI ကစက္ကန့်ပိုင်းမိနစ်ပိုင်းအတွင်းမှာပဲ data အများကြီးကို scan လုပ်နိုင်တယ်အဲ့ဒီမှာပဲလူတချို့က assignment ဖြစ်တာပါAI က science ကိုမြန်စေမလား10နှစ်ကြာမဲ့ result ကိုတစ်နှစ်နဲ့လုပ်နိုင်မလားလူသားတွေမဖော်ထုတ်နိုင်သေးတဲ့အရာတစ်ခုကို AI ကအရင်မြင်သွားမလားစတဲ့မေးခွန်းတွေရှိလာပါတယ် AI ကမပင်ပန်းဘူးမငြီးငွေဘူးမမေ့ဘူးဒါကြောင့်ပဲတချို့တွေက AI ကို future scientist လို့မြင်လာကြပါတယ်ဒါပေမဲ့ဒီနေရာမှာအရေးကြီးတဲ့ပြဿနာတစ်ခုရှိတယ် AI က information တွေကိုမြန်မြန်ချိတ်ဆက်နိုင်တယ်pattern တွေရှာနိုင်တယ် prediction လုပ်နိုင်တယ်တကယ်နားလည်သလားဆိုတာကတော့အခုထိ debate ဖြစ်နေတော့မယ်science ဆိုတာအမှန်တရားတွေစုယုံနေမှာကပဲမှန်ကန်တဲ့မေးခွန်းမေးနိုင်ဖို့လိုတယ်တခါတလေလူအများစုမယုံသေးတဲ့ idea တွေကိုရဲရဲစမ်းသပ်ဖို့လိုတယ် Einstein Curie Newton တို့လိုလူတွေကိုထူးခြားစေခဲ့တာက data တွေများများသိလို့မဟုတ်ဘူးသူများမမေးသေးတဲ့မေးခွန်းကိုမေးရဲလို့ပဲဒါကြောင့် AI က fast ဖြစ်တယ် smart ဖြစ်နိုင်တယ်ဒါပေမဲ့ genius ဖြစ်နိုင်မလားဒါကတော့မရှင်းလင်းသေးတဲ့အပိုင်း AI science အကြောင်းပြောရင်လူတွေက assignment ဖြစ်တယ်ဒါပေမဲ့ကြောက်ရွံ့ကောင်းတဲ့ဘက်ခြမ်းလည်းရှိတယ် AI ကexact data ပုံမူတည်ပြီးသင်ယူတာများတယ်အဲ့ဒါကြောင့်အရင်က popular ဖြစ်ခဲ့တဲ့ idea တွေကိုပဲပို့အားပေးပြီးအသစ်ထွက်လာမဲ့ဝေဒ idea တွေကိုဖိနှိပ်သွားနိုင်တယ်တနည်းပြောရရင် AI က science ကိုမြန်စေနိုင်ပေမဲ့တချို့အချိန်တွေမှာပုံစံတူလမ်းကြောင်းတွေကိုပဲပြန်ပြီးတွန်းပို့နေနိုင်တယ်နောက်တစ်ခုက AI ကပေးတဲ့အဖြေတွေကမှန်တယ်လို့ထင်ရပေမဲ့တကယ်တော့ဘာကြောင့်အဲ့ဒီအဖြေထွက်လာတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမသိနိုင်သေးတဲ့အခြေအနေတွေရှိတယ်။ science မှာမှန်တယ်ဆိုတာနဲ့တင်မလုံလောက်ဘူး။ဘာကြောင့်မှန်တယ်လဲဆိုတာကပိုပြီးအရေးကြီးတယ်။အဲ့ဒါမရှိရင် AI က prediction machine ဖြစ်နိုင်ပေမဲ့ science အပြည့်အဝတော့မဖြစ်သေးဘူး။အခုချိန်မှာပိုပြီးတိကျတဲ့အမြင်က AI versus human မဟုတ်ပဲ AI plus human ဖြစ်တယ်။လူသားက idea ပေးတယ်။ဒီလိုမျိုးစမ်းကြည့်ရအောင်ဆိုတဲ့ instant ကိုပေးတယ်။ AI ကအဲ့ဒီ idea ကို support တယ် data တွေကိုရှင်းပေးတယ် higher connection တွေပြပေးတယ်အချိန်ကုန်တာကိုလျော့စေတယ်ဒါဆိုရင် future scientist ကလူသားတစ်ယောက်တည်းမဟုတ်တော့ပဲလူတစ်ယောက်နဲ့ AI တူးတစ်ခုပေါင်းထားတဲ့ form ဖြစ်လာနိုင်တယ်ဒါကအစားထိုးခြင်းမဟုတ်ဘဲနဲ့ပေါင်းစည်းခြင်းပုံစံသွားတယ်ဒါပေမဲ့အဲ့ဒီပေါင်းစည်းခြင်းကတနေ့နေ့မှာ power balance ပြောင်းသွားနိုင်မလားဆိုတာကိုတော့ဘယ်သူမှမသိသေးဘူးကျွန်တော်တို့မြင်အောင်ကြည့်အောင်တခွဲခန်းတစ်ခုထဲမှာ robots and တွေက experiment လုပ်တယ် AI system က result analysis လုပ်နေတယ်ပြီးရင်နောက်ထပ်ဘာ chemical ကိုစမ်းသပ်ရမလဲဆိုတာကိုသူကပဲ suggest လုပ်တယ်နောက်ဆုံးမှာလူသား scientist တယောက်ကအကုန်လုံးကို oversee လုပ်ပြီး final decision ချတယ်ဒီ future ကအဝေးကြီးမလို့တော့ဘူးလို့လူတော်တော်များများကစဉ်းစားနေကြပြီဒါဆိုရင်မေးခွန်းက AI က science လုပ်နိုင်မလားမဟုတ်တော့ဘူး AI လုပ်တဲ့ science ကိုကျွန်တော်တို့ဘယ်လောက်ထိယုံမလဲဆိုတာဖြစ်လာနေပြီဒါကြောင့်2026မှာ AI ကသိပ္ပံပညာရှင်တွေနေရာမှာအစားထိုးသွားမလားဆိုရင်တော့အဖြေကအစားမထိုးသေးဘူးဒါပေမဲ့သူတို့အလုပ်လုပ်တဲ့ပုံပြောင်းလဲနေပြီ AI က assistant တယောက်အနေနဲ့စတင်ခဲ့ပေမဲ့တနေ့နေ့မှာ partner တယောက်ဖြစ်လာနိုင်တယ်ပြီးရင်အဲ့ကနေတဆင့်ပြိုင်ဘက်တယောက်ဖြစ်လာမလားဆိုတာကိုတော့အနာဂတ်ကပဲပြောပြလိမ့်မယ် AI က scientist တယောက်ဖြစ်လာနိုင်တယ်လို့သင်ရောထင်ပါသလားဒါမှမဟုတ်လူသားတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုမကျော်လွှားနိုင်ဘူးလို့မြင်ပါသလား comment မှာပြောပြခဲ့ပါ